ရမောပါတယ်အားလုံးပဲမင်္ဂလာပါရွှင် Beauty and Travel Channel လေးကကြိုဆိုပါရစေအခုညီမတို့တော့မှာကမန်လေးမျိုးရဲ့အခက်ခဲဆုံးအကြမ်းတမ်းဆုံးတောင်ကိုဖြစ်တဲ့တက်ရခက်တဲ့တောင်ဖြစ်တဲ့မြလေးတောင်ကိုသွားနေတာဖြစ်ပါတယ်အားလုံးပဲဆက်လက်စောင့်ကြည့်ပေးကြပါအောင်နော်မြလေးတောင်ကမန်လေးတိုင်းဒေသကြီးစင်ကိုင်မြို့နယ်ထဲမှာတည်ရှိပါတယ်မြလေးတောင်တည်ရှိတဲ့နေရာကတော့ရွာသားရွာလို့ခေါ်ပါတယ်ဒီရွာသားရွာကိုသွားမယ်ဆိုရင်ရွှေဆိုင်ရန်ခောက်ကွင်းကနေခောက်ကွင်းလမ်းအတိုင်းသွားပြီးတော့ကွန်ကရစ်လမ်းအတိုင်းသွားရင်တော့မြလေးတောင်ကိုရောက်ပါတယ်ပေါ့နော်ညီမလမ်းလေးလည်းတခြားပြပြပေးမှာဖြစ်ပါတယ်အဲဒါကြောင့်ဆက်လက်စောင့်ကြည့်ပေးကြပါအောင်နော်ပါတချင်းမှာစောင်းအဖက်မှထည့်မထားတဲ့အတွက်တော့တဘာဝအတန်လေးတွေကျင်းငယ်တန်လေးတွေပိုက်ကယ်စီတန်လေးတွေပြီးတော့လူစကားပြောတန်လေးတွေရောကြားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အများနဲ့ copyright မိပြီးတော့ဖြုတ်ချခံနေရတဲ့အတွက်ထည့်မထားတာဖြစ်ပါတယ်။ဒီလိုနဲ့ညီမတို့မြလိုက်တောင်ကိုသွားမယ်ဆိုရင်တော့ညီမမြားပြထားတဲ့လမ်းလေးကနေကွန်ကရစ်ခောက်ကွင်းလမ်းကနေဆက်ပြီးတော့꿰သွားရမှာဖြစ်ပါတယ်။ညီမမြားလေးပြပေးထားပါတယ်ရှင်။လမ်းလေးတွေကမိုးရွာထားတဲ့အတွက်ပေါ့နော်နည်းနည်းတော့လမ်းလေးတွေသွားရခက်တယ်ရှုပ်စည်းလေးတွေနဲ့မြင်းဒီလမ်းလေးတွေဖြစ်တဲ့အတွက်ပေါ့နော်လမ်းလေးတွေကလည်းကျန်းကွက်လေးတွေလည်းရှိတဲ့အတွက်တော့နည်းနည်းတော့သတိထားပြီးတော့သွားဖို့တော့လိုပါတယ်ရှင်အဲ့ဒီလမ်းပြီးတာနဲ့တကြောလုံးမြလေးတောင်တကြောလုံးကိုမြင်တွေ့ရတဲ့တောင်တန်းရှည်ကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကနေဆက်သွားရမှာပါအခုမြင်နေရတဲ့တောင်ကြီးကတော့မြလိတ်တောင်ဖြစ်ပါတယ်။အရင်ကတော့မြတောင်လို့ခေါ်ပါတယ်။ဒီမြလိတ်တောင်ကလိတ်ကြီးတစ်ကောင်လုံးအင်ယာမလိတ်ကြီးတစ်ကောင်လုံးအိမ်ကြီးရဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မြလိတ်တောင်လို့လည်းခေါ်တာဖြစ်ပါတယ်။ဒီမြလိတ်တောင်မှာလည်းတနာရီလာသမိုင်းလေးတွေရှိပါတယ်။ဒါကြောင့်ဒီတနာရီလာသမိုင်းလေးတွေကိုလည်းဆက်လက်တင်ပြပေးဖို့ရှိပါသေးရဲ့ရှင်။ဒီမြလိုက်တောင်ကြီးကအမြင့်ပေ2300ကျော်မြင့်ပါတယ်။မန္တလေးမြို့ရဲ့တောင်ဘက်အုံချောနဲ့မနီးမဝေးကနေကောက်ကွင်းလမ်းအတိုင်းသွားရတော့เนาะခုနကညီမပြောတဲ့လမ်းအတိုင်းသွားရပါတယ်။အခက်ခဲဆုံးတရားခက်တဲ့ကြောက်တောင်အမျိုးအစားဖြစ်တဲ့စစစ adventure ဆန်ဆန်သွားရမှာလည်းဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုပေးကြပါအောင်เนาะဘယ်လိုတွေတက်လဲဆိုတော့ညီမဟာတာအနေနဲ့ပြောရရင်เนาะ Spider-Man လို့ဟိုတွယ်ကက်ဒီတွယ်ကက်ပြီးတော့တက်ရတာဖြစ်ပါတယ်။သူကကြောက်တောင်အမျိုးအစားဖြစ်တဲ့အတွက်ပေါ့เนาะကြောက်တုံးကြောက်ဆိုင်ခဲတွေကိုတွယ်ကပ်ပြီးတော့သွားရတာလည်းဖြစ်ပါတယ်ရှင်ဒီနေ့ကတော့တောင်တက်မှာလူ၄ယောက်ဖြစ်ပါတယ်ရှေ့ရဆိုင်ကင်းနဲ့သွားတဲ့အကိုကတော့ဥဆောင်ပြီးတော့ညီမတို့ကိုတောင်ပေါ်ကိုအရောက်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ဒီမြလိုက်တောင်ကပေါ့နော်ကျန်းဆုံးအခက်ခဲဆုံးတောင်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီရေခဲတောင်ကိုသွားမဲ့ရေခဲတောင်တက်သမားတွေကဒီမြလိုက်တောင်ကိုလာပြီးတော့ training ဆင်းကြတယ်လို့ပြောပါတယ်မြလိုက်တောင်ပေါ်မှာဆိုရင်သူရဲ့စားစရာတောက်စရာခုနညီမပြောသလိုပဲเนาะစားစရာတောက်စရာလေးတွေရဲ့ပြီးတော့ sleeping bag တို့အလိုအထုပ်အပိုးတွေတည်ဆောင်ပြီးတော့ကိုယ့်ရဲ့တပိုင်တနိုင်စာလေးတွေတည်ဆောင်ပြီးတော့ဒီမြလိုက်တောင်ပေါ်ကိုလာပြီးတော့ဖုန်ကန်ရာစီတက်မှာတို့ဖုန်ရာစီတက်မှာတို့အဲ့လိုရေခဲတောင်တွေကိုတက်မဲ့သူတွေကလာပြီးတော့ training ဆင်းကြရလို့လည်းပြောကြပါတယ်ရှင်ဒီတောင်ကတော့ပေါ့နော် training ဆင်းလို့အကောင်းဆုံးတောင်လို့လည်းပြောကြပါတယ်ရှင်တောင်ကြီးကိုအနီးကပ်မြင်ရတဲ့အတွက်တော့နည်းနည်းတော့လန့်စရာပေါ့နော်ဒါပေမဲ့လည်းဘယ်လိုတွေတက်ကြမလဲဆိုတာကတော့တောင်ကြီးဖုန်ကြီးကျောင်းကနေစပြီးတော့တက်မှာဖြစ်ပါတယ်ရှင်မြလေးတောင်ကြီးမှာရှိတဲ့ဖုန်ကြီးကျောင်းကနေတဆင်းညီမတို့တောင်ပေါ်ကိုတက်တဲ့လမ်းလေးတွေလုပ်ပြပေးထားပါတယ်။အဲ့ဒီလမ်းလေးတွေကနေညီမတို့တက်မှာပေါ့နော်။တချို့နေရာတွေဆိုရင်တော့တောင်ပေါ်ကလမ်းကြောက်တဲ့လမ်းလေးတွေလည်းရှိပါတယ်။ဒါမဲ့စိတ်မပူပါနဲ့ရေတံဘူးတွေချိတ်ဆွဲထားပါတယ်။ရေတံဘူးတွေနောက်ကတော့လိုက်ရမှာပေါ့နော်။ရေတံဘူးလေးရှာပြီးတော့တောင်ပေါ်အရောက်တက်လို့ရပါတယ်ရှင်။အခုကတော့တောင်အောက်ကလမ်းပြညီမတို့နဲ့အတူတူလိုက်မယ်လမ်းပြခွေးလေးတွေပဲဖြစ်ပါတယ်။ဒါကတော့တောင်ကြီးဖုန်ကြီးကျောင်းမှာညီမတို့စတက်ဖို့အခုပြင်ဆင်စရာရှိရလေးပြင်ဆင်နေကြတာဖြစ်ပါတယ်။ကဲညီမတို့စတက်ပါပြီ။စတက်ချင်းမှာပဲ training မရှိတဲ့လူဆိုရင်တော့အရန်မောပါတယ်ဟုတ်ပါတယ်ညီမ training လုံးဝမရှိပါဘူးညီမတို့တောင်မတက်ကြပါနဲ့เนาะဒါကတော့ training လုပ်ပေးတာပါညီမဆိုဂျင်းပေါင်းမီနဲ့လည်းတက်တယ်ပြီးတော့အပေါ်ဝဲအနှွေးထည်နဲ့လည်းတက်တယ်ပြီးတော့ကို
ကိုယ့်ရဲ့ရေတက်ဘူးနှစ်ဘူးနဲ့စားစရာတောက်စရာတော့မနိုင်ပါဘူးရှင်ဒီမဲ့ဒီတောင်နေတက်မယ်ဆိုရင်တော့အရင်ဆုံးတောင်တက် training ဒါမှမဟုတ်လေလမ်းလျှောက် training ရှိမှပဲတက်လို့ရမှာပေါ့နော်ညီမကတော့ကန်ကောင်းစွာနဲ့ပဲတောင်မော်ထိတော့ရအောင်တက်နိုင်ခဲ့တယ်ဒါပေမဲ့အရန်မောတယ်ညီမကိုအကိုတွေကအရန်စောင့်ပြီးတော့သူတို့လည်းတက်ရတယ်ပေါ့နော်အဲ့တော့ဒီတောင်မော်တက်မယ်ဆိုရင်တော့ဟိုတောင်တက်လမ်းတစ်လျှောက်ပေါ့နော်တစ်ပင်ဝါးပင်လေးတွေရှိတယ်ပြီးတော့ကြောက်တုံးကြောက်ဆိုင်ခဲတွေဖြစ်တဲ့အတွက်ပေါ့နော်ဖက်နှက်ကောင်းကောင်းပွင့်ကောင်းကောင်းဖက်နှက်လိုတယ်ပြီးတော့လက်အိတ်လည်းလိုတယ်ပေါ့နော်ညီမတို့ဆိုရင်လက်တွေပါပေါက်တာတွေပါရှိတယ်အခုကတော့ဘယ်လိုမှအဆင်မပြေတော့တဲ့အတွက်ခဏနားပြီးတော့ညီမအပေါ်ဝတ်တွေချုပ်ပြီးတော့ဆက်တက်မှာဖြစ်ပါတယ်ဒီနေရာစပြီးတော့မက်ဆောက်တဲ့နေရာကြီးဖြစ်တဲ့အတွက်တော့ညီမတို့ဗီဒီယိုရိုက်ယူထားခြင်းတော့မရှိတော့ပါဘူးညီမတို့ဒီတက်ပုံလေးတွေတော့အကိုတွေကရိုက်ပေးထားပါတယ်အဲဒီအတွက်ကြောင့်ဒီတက်ပုံလေးတွေကိုညီမတို့တင်ဆက်ပေးထားပါတယ်ဒါကတော့လက်ကိုပေါက်ပြဲသွားတဲ့အတွက်ပေါ့နော်လက်ရောင်နေတဲ့ဟာကိုရိုက်ပြထားတာဖြစ်ပါတယ်။ခင်ညီမတို့ဆက်တက်ပါပြီနော်။ညီမတို့ဆက်တက်ရင်တော့ညီမတို့ပထမ view point ကိုရောက်မှာဖြစ်ပါတယ်။ကဲပြိသက်ကြီးရေ view လေးကိုကြည့်လိုက်ပါဒါကတော့ပထမ view point ပဲရှိပါသေးရဲ့ view ကတော့လုံးဝ360မြင်ခွင့်ကြီးကိုအရန်ကိုလှပအောင်မြင်တွေ့နေရတာအောက်မှာမြင်နေရတာတော့ဒုထာဝရီမြင်ဟိုဘက်ကတော့တခြားသောရွာလေးတွေဖြစ်ပါတယ်ဟိုဘက်ကတော့မြင်နေရတဲ့အလိပ်တောင်တန်းလေးတွေကရှမ်းတောင်တန်းတွေဖြစ်ပါတယ်ရှင်တိမ်လေးတွေနဲ့ရှမ်းတောင်တန်းလေးတွေနဲ့ဒုထာဝရီမြစ်ကြီးရဲ့အလှပကတော့အရန်ကိုလှပပါတယ်ရှင်ရဲကွန်တက်ပြီးငါးလက်ဖို့မတက်မကူခဲ့ဘူး။ဝိဇ္ဇာမျိုးတော့ငါးလက်ဖို့တော့ပြင်ပြီးတော့နေချင်းတော့ဒီမြလိုက်တောင်ကြီးကိုသာအန်ရကင်းကင်းနဲ့တက်နိုင်ဆင်းနိုင်မယ်ဆိုရင်ရေခဲတောင်တွေကိုတက်ဖို့ everything is okay လို့လည်းသိရပါတယ်။သွားတာကတော့မြလိုက်ကိုတက်ပြီးတော့အတက်ကောအစင်ကောတစ်လျှောက်လုံးဗီဒီယိုကိုအပြည့်ပြည့်ရိုက်မယ်ပေါ့နော်။ဘယ်လိုလဲအစမှာတင်ရိုက်နေတဲ့ဖုန်းကိုလွှဲထဲထည့်ပြီးတော့ဖင်ကောအောင်တက်ရတော့တာပဲပထမ view point မှာနေမယ်ဒီ view ပုံလှလှလေးရိုက်ရတော့ပါတယ်။ဒါကြောင့်ညီမရဲ့ view ပုံလှလှလေးကိုလည်းရှုစားပေးကြပါအောင်ရှင်။မတော့တာကြာအဲ့ဒါလည်းတောက်နေတာဘိုက်ကလည်းစားတော့ဒီလိုလိုချစ်ကိုရင်တော့တောက်လည်းတောက်ပြီးဟိုစိတ်ထောင်းနေမြတ်တာတန်းနေအတိခါဒီကြောက်တောင်ကိုတက်တာကတော့ဒါကတော့နတ်သမီးစီဒီလေးရဲ့ကြောက်တောင်တက်တာပါစက္ကန့် view point မှာရှိပါတယ်ဒီကြောက်တောင်ကဒုတိယစက္ကန့် view point မှာတင်ကိုအမြင့်ဆုံးဖြစ်ပါတယ်ဒီကနေပဲ360မြင်ခွင့်ကိုလည်းထပ်ပြီးတော့မြင်ရပါတယ်ရှင်အဲ့တက်အေးမဟုတ်သေးပါဘူးเนาะဂျင်ပေါင်းဘီနဲ့တက်နေရတကယ်တော့ကြည့်မကောင်းပါဘူးတကယ်တော့ sport wear လေးနဲ့တက်ရမှာပါเนาะဂျင်ဝတ်စုံလေးနဲ့တက်ရမှာဖြစ်ပါတယ်အဲ့ဒါမှကြည့်ကောင်းမှာပေါ့เนาะမဟုတ်ညမသေးပါဘူးဘုရားကြံသေးရပါကျေးဇူးပဲကောဒီနေရာနေစပြီးတော့ဗီဒီယိုတွေမရိုက်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့အခက်ခဲဆုံးအကျန်းဆုံးကြောက်တောင်တွေကိုတက်ရတဲ့အတွက်ပေါ့နော်ရိုက်ထားတဲ့ဗီဒီယိုရောရှိရဲဒါကတော့အကိုတွေရိုက်ပေးထားတဲ့ဗီဒီယိုပေါ့နော်ဒါကတော့ညီမဒီကြောက်တောင်ကြီးကိုတက်နေရတဲ့ဗီဒီယိုပေါ့နော်ဒါပေမဲ့ကြည့်နေနေပေါ့နော်ကိုအားမရဘူးပေါ့နော်ဒါပေမဲ့အကိုဆိုရင်အနောက်ကအကိုဆိုရင်လုံးဝတက်သွားမှဒါလိုက်ပဲညီမကြံနေခဲ့တာပေါ့နော်အဲကြောင့်ကိုကြည့်နေနေကိုလုံးဝအားမရပါဘူးရှင်ကဲနောက်ဆုံးတော့ပန်းနိုင်ကိုရောက်ခဲ့ပါပြီမြလေးရဲ့အမြင့်ဆုံးနေရာကနေ360 view တွေကိုရိုက်ပြပေးထားတာဖြစ်ပါတယ်အားလုံးကိုလည်း adventure ဆန်တောင်တက်ချင်တဲ့သူတွေအကုန်လုံးကိုလည်းမြလေးတောင်ကိုတက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်မတက်ရသေးတဲ့ beginner တွေကတော့ကို training လုပ်ပြီးမှတက်ဖို့အကြံပြုချင်ပါတယ်ရှင်ဟိုဘက်ကအဲ့ဒါ16မိုင်တိုးကိန်းတာဟုတ်တယ်ဒီဘက်ကတောင်ချောင်းကဘာကြီးလဲဘူးနာတော့ဒါရင်ကဟိုမှာကျွဲနှပါတောင်ကျွဲနှဖတာကြီးမလားတောင်အောက်ကနေတဲလာတဲ့အစားအစာလေးတွေကိုစားပြီးတော့ညီမတို့တောင်အောက်ကိုပြန်ဆင်းပါပြီရှင်ပြန်ဆင်းတော့လည်းအရန်ကိုမောပါတယ်ရမ်းမောပါတယ်
အရင်မဟုတ်ဝင်မဲ့လည်း motivation တစ်ခုရလိုက်ပါတယ်ငါပေါ့နော်မွေးခနဲ့က2ပေါင်မပြည့်ဘဲနဲ့မွေးလာတဲ့ကောင်မလေးရပေါ့နော်ဒီလိုမျိုးအမြင့်ဆုံးတောင်အကျန်းခက်ခဲအကျန်းတန်းဆုံးတောင်ကြီးကိုငါတက်နိုင်ခဲ့တာပေါ့နော်ကိုအရင်ခုံယူရဲဆိုပြီးတော့ပဲကို proud ဖြစ်သွားပြီပေါ့နော်အရင်လဲ motivation တွေရတယ်စိတ်သက်ခွန်အားတွေလည်းရပါတယ်ရှင်တောင်တက်ချင်းကတော့တကယ်ကိုအကျိုးရှိပါတယ်ရှင်နောက်ထပ်လည်းဘလို့တောင်တွေတက်ပြီးဘလို့ခီးတွေဆက်အောင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးပဲကြည့်ရှုနားဆင်ပေးကြတဲ့လူတွေအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် vlog တွေမှာဆုံတွေ့ကြပါတယ်နောက်ဒါပေမဲ့ဘယ်ခီးလေးတွေသွားစေချင်လဲဆိုတာကိုညီမကိုပြောခဲ့ပေးကြပါအောင်ရှင်နောက်ပြီးတော့ဒီလိုပဲ adventure ဆန်တဲ့တောင်လေးရှိရင်လည်းညွှန်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်လက်နည်းနည်းတုံ6နည်းနည်းတုံနေပူပါတယ်